Here. Sheldon Cooper? Sturgis ပြန်လာပေမဲ့အရင်လိုမဟုတ်တော့ဘူး Season 2အဆုံးမှာစိတ်ကျန်းမာရေးပြဿနာကြုံခဲ့တဲ့ Sturgis ဟာဆေးရုံကနေပြန်လာခဲ့ပါတယ် Sheldon ကသူ့ရဲ့ဆရာကြီးပြန်ကောင်းလာပြီလို့ထင်ပေမဲ့တကယ်တမ်းမှာတော့အရာအလုံးကအရင်လိုမဟုတ်တော့ပါဘူး Sturgis ကသူ့ရဲ့သိပ္ပံသုတေသနတွေကိုရန်နာပြီးပုံမှန်ဘဝကိုပဲဖြတ်တန်းကျင်လာခဲ့ပါတယ်ဒါဟာ Sheldon အတွက်ပထမဆုံးအကြီးမားဆုံးစိတ်ပျက်စရာတစ်ခုဖြစ်လာပါတယ်ကောလိပ်ကျောင်းသားဖြစ်လာတဲ့ Sheldon ဟာအသက်ကြီးသူတွေနဲ့ပေါင်းသင်းနေရပေမဲ့သူ့ရဲ့အတွေးခေါ်နဲ့အပြုအမူတွေကအမြဲပြဿနာတွေဖြစ်စေပါတယ်လူတွေကိုနားလည်ဖို့ခံစားချက်တွေကိုအလေးထားဖို့ဆိုတာတင်းချပု္ပ္ပစာဖြစ်တယ်လို့မလွယ်ဘူးဆိုတာကိုတဖြည်းဖြည်းသဘောပေါက်လာပါတော့တယ်George ဟာ Sheldon ကိုအမြဲနားမလည်နိုင်ပေမဲ့ဖခင်တယောက်အနေနဲ့အကောင်းဆုံးစူးစမ်းနေသူဖြစ်ပါတယ် Football ကိုချစ်တဲ့ဖခင်နဲ့သိပ္ပံကိုချစ်တဲ့သားတို့ကြားကွာခြားချက်တွေရှိပေမဲ့တယောက်နဲ့တယောက်ချစ်ခင်မှုကတော့ရုံမသွားပါဘူး Season 3ထဲမှာသူတို့နှစ်ယောက်ရဲ့နှွေးထွေးတဲ့အခန်းတွေကပရိသတ်တွေအတွက်အမတ်တရားဖြစ်ခဲ့ပါတယ် Barry Cooper ဟာမိသားစုတစ်ခုလုံးကိုထိန်းသိမ်းရင်း Sheldon ရဲ့အနာဂတ်အတွက်စိတ်ပူနေတတ်သူဖြစ်ပါတယ်သူမက Sheldon ကိုကာကွယ်ပေးခြင်းပေမဲ့တစ်ဖက်မှာတော့သူ့ကိုလွတ်လပ်စွာကြီးပြင်းစေဖို့လည်းလိုအပ်ကြောင်းသိလာပါတယ်မိခင်တယောက်ရဲ့ချစ်ချင်းမေတ္တာနဲ့စိုးရိမ်ပူပန်မှုတွေကိုဒီ Season မှာပုံမှုမြင်တွေ့ရပါတယ်Missy ဟာ Sheldon ရဲ့အရေးအောက်မှာအမြဲရှိနေကြရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။မိသားစုဝင်တွေရဲ့အာရုံစိုက်မှုအများစုက Sheldon စီကိုပဲရောက်နေတဲ့အတွက်သူမဟာတခါတလေအထီးကျန်နေတတ်ပါတယ်။ဒီ season မှာ Missy ရဲ့စိတ်ခံစားချက်တွေမိသားစုအပေါ်မကျေနပ်မှုတွေကိုပုံမှုဖော်ပြထားပါတယ်။ Georgie ကစာသင်ခန်းထက်လက်တွေ့ဘဝကိုပိုနှစ်သက်လာပါတယ်။ပတ်စံရှာဖို့အလုပ်လုပ်ဖို့လူတွေနဲ့ဆက်ဆံဖို့စိတ်ဝင်စားလာပြီးသူ့ရဲ့စီးပွားရေးအရေးချင်းတွေကိုပြသလာပါတယ်။နောက်တစ်ချိန်မှာအောင်မြင်တဲ့စီးပွားရေးသမားဖြစ်လာမယ့်အခြေခံတွေကိုဒီ season မှာစတင်မြင်တွေ့ရပါတယ်မိမောင်နဲ့ Sturgis တို့ရဲ့ဆက်ဆံရေးဟာ Season 3မှာအပြောင်းအလဲကြီးကြုံတွေ့ခဲ့ရပါတယ် Sturgis ကသူ့ရဲ့စိတ်ကျန်းမာရေးကိုဦးစားပေးဖို့ဆုံးဖြတ်ခဲ့ပြီးမိမာကလည်းသူ့ကိုနားလည်ပေးဖို့ကြိုးစားခဲ့ပါတယ်တခါတလေချစ်ချင်းမေတ္တာဆိုတာအတူရှိနေုံမဟုတ်ပဲတယောက်အတွက်တယောက်အကောင်းဆုံးကိုရွေးချယ်ပေးနိုင်တာဖြစ်ကြောင်းပြသခဲ့ပါတယ် Sheldon ဟာ Nobel ဆုရသိပ္ပံပညာရှင်ဖြစ်ဖို့အိမ်မက်ကြီးကြီးမားမားရှိနေသေးပါဒါပေမဲ့ဘဝဆိုတာစာအုပ်ထဲက theory တွေနဲ့မတူဘူးဆိုတာကိုသူတဖြည်းဖြည်းသင်ယူလာရပါတယ်ရှုံးနိမ့်မှုတွေခက်ခဲတွေကိုရင်ဆိုင်ရင်းအနာဂတ်အတွက်ပုံမူရင်းကျက်လာပါတော့တယ်ပြဿနာတွေဘလောက်များများခုတ်ပမိသားစုဟာအဆုံးမှာတော့တယောက်ကိုတယောက်ပြန်လဲဖက်တွေ့ကြပါတယ်။အငင်းပွားမှုတွေရှိပေမဲ့မိသားစုဆိုတာအတူတကွရင်ဆိုင်ဖြစ်ရှင်းမှုဆိုတဲ့အတိတ်တွေကို Season 3ကအလှပဆုံးဖော်ပြပေးခဲ့ပါတယ်။ Season 3အဆုံးမှာ Sheldon ဟာပုံမကြီးမားတဲ့အနာဂတ်ကိုမျှော်မှန်းလာပါတယ်။ Georgie ကသူ့ရဲ့လမ်းကြောင်းကိုရှာတွေ့လာပြီး Missy ကလည်းကိုပိုင်တန်ကိုဖော်ထုတ်လာပါတယ်။ George နဲ့ Murray တို့ကတော့မိသားစုကိုထိန်းသိမ်းဖို့ဆက်လက်ကြိုးစားနေကြဆဲဖြစ်ပါတယ်။ဒီ season ဟာဟာတာတွေနဲ့တာမဟုတ်ပဲမိသားစုကြီးပြင်းလာမှုနားလည်မှုနဲ့ချစ်ချင်းမေတ္တာတို့ကိုအဓိကထားဖော်ပြခဲ့တဲ့အကောင်းဆုံး season တွေထဲကတစ်ခုဖြစ်ပါတယ်။